ဒီလောက်တန်ရောစင်ကြီးတဲ့မိန်းကလေးမျိုးတစ်ခါမှမမြင်ဘူးပါဘူးချစ်ရတဲ့သူကသူ့ရဲ့ပိုင်ဆိုင်မှုကုလေးပေါင်းများစွာကိုလိန်ညာသွားခဲ့တာတောင်ပြန်ဆောင်ရတဲ့အချိန်မှာရင်ခုန်တန်တွေကထိမရအောင်မြန်နေတော့မှာပဲဒါပေမဲ့အရင်ကရရက်ဆက်ဆက်အစွန့်ပစ်ခံခဲ့ရတာကိုပြန်တွေးမိတဲ့အခါမှာတော့ဒေါသအရှိန်တွေကပေါင်ရကျဲရဲ့တကူလုံးကိုလွှမ်းမိုးသွားခဲ့ပါတယ်ဒေါချီထွက်ခွာသွားတာကိုကြည့်နေရင်းနဲ့သူဘာလို့ဒီကိုရောက်နေတာလဲဆိုတာချက်ချင်းစုံစမ်းခိုင်းလိုက်ရကနေဒေါချီဟာဘာမှအရက်နှစ်ဖာမှပြီးလိပ်စာတစ်ခုကိုပို့ခိုင်းထားကြောင်းသိလိုက်ရပါတယ်နောက်နေ့မနက်အစောကြီးမှာတော့ပေါင်ရကျဲဟာသူ့တပည့်တွေနဲ့အတူအဲ့ဒီနေရာကိုအပြင်းထန်လိုက်သွားပါတော့တယ်အခြေအနေမဟန်တော့မှန်းသိတဲ့တာဝန်ရှိသူကလူအားလုံးကိုခေါ်ပြီးနောက်ဖေးပေါက်ကနေထွက်ပြေးသွားကြတဲ့အတွက်ပေါင်ရကျဲရောက်သွားတဲ့အချိန်မှာဒေါချီမရှိတော့ပါဘူးစပွဲပေါ်ကကြံရစ်တဲ့မျက်မှန်ကိုကြည့်ပြီးအချောဆုံးလူလိန်စွန်းဒေါချီကိုဘလို့နီးနဲ့မဆိုရှာဖွေမယ်လို့သူကတိသစ္စာပြုလိုက်ပါတယ်တစ်ချိန်တည်းမှာပဲဒေါချီတို့အဖွဲ့ဟာလူလိန်ကောင်းချုပ်ရဲ့လျှို့ဝှက်ဆန်အင်စီကိုရောက်ရှိသွားကြပါတယ်အဲ့ဒီနောက်အဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသားတစ်ယောက်ရောက်လာတာကိုဒေါချီကတပ်ပုံရိုက်ပြီးရှောင်းမေးစီပို့ပေးလိုက်ပါတယ်အဲ့ဒီတပ်ပုံကိုမြင်လိုက်ရတဲ့အချိန်မှာတော့ရှောင်းမေးတစ်ယောက်ဆုံးသွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီလူဟာအရှိတိုင်းအမှုတွေကိုတာဝန်ယူထားတဲ့ရဲတပ်ဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်ဖြစ်နေလို့ပါပဲဒါကြောင့်လဲဒီအမှုတွေကဘာတိုးတက်မှုမှမရှိပဲကြံ့ကြာနေခဲ့တာကိုသူတို့သဘောပေါက်သွားကြပါပြီနောက်ဆုံးမှာတော့သူတို့ကိုအခန်းကြီးတစ်ခန်းနဲ့ခေါ်သွားခဲ့ပြီးအဲ့ဒီမှာအသက်အန္တရာယ်စိုးရိမ်နေရတဲ့အုံတိုင်ကိုဒေါချီတွေ့လိုက်ရပါတယ်အိန္ဒိချင်းနိုင်ငံတွေကရဲတပ်ဖွဲ့တွေကလည်းအသေးအတန်လိုက်လံစုံစမ်းနေကြသလိုသူတို့ရဲ့အခြေစိုက်စခန်းဟောင်းကလည်းပေါက်ကြားသွားခဲ့ပြီဖြစ်လို့ဂိုင်းချုပ်ကသူတို့အားလုံးကိုအစဖျောက်ဖို့ပြင်ဆင်နေပါတော့တယ်ဂိုင်းချုပ်ဟာရဲတွေရဲ့စုံစမ်းမှုကိုရှောင်ကွင်းနိုင်ဖို့အတွက်သူတို့ကိုမတက်ခင်တေတန်းစာတွေအတင်းအဓမ္မရေးခိုင်းနေပါတယ်တစ်ဖက်လူရဲ့အရှက်မရှိတဲ့စကားလုံးတွေကိုနားထောင်နေရင်ဒေါချီတယောက်သူ့ရဲ့ဒေါသကိုမထိန်နိုင်တော့ပဲလူလိန်ကိုင်းသားတွေကိုစတင်တိုက်ခိုက်ပါတော့တယ်အရင်ကအထူးတပ်ဖွဲ့ဝင်ဟောင်းတယောက်ဖြစ်ခဲ့တဲ့ဒေါချီရဲ့လက်ချက်ကြောင့်10စက္ကန့်အတွင်းမှာပဲရန်သူတွေဟာအလဲလဲပြပြဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့ဒီနေရာဟာရန်သူတွေရဲ့ဌာနချုပ်ဖြစ်နေတာကြောင့်ဒေါချီတယောက်တည်းဘလောက်ပဲတော်နေပါစေလက်နက်ကင်ထားတဲ့လူအုပ်ကြီးကိုတော့ရှင်းဖို့မလွယ်ကူပါဘူးအခြေအနေတွေကတဖြည်းဖြည်းရင်လေးစရာဖြစ်လာနေပါပြီ